Antigua Arrow Megalava, so Apple di Manaka through a WWDC 2025 month through a device to OS at the Mesa Dare. So, John at Tito Mado hit the iOS, iPad OS, Mac OS, Buffy chat the Parallels or John Pepper. အားလုံးထင်ကြီးပေးထားတဲ့အတိုင်းပဲ Apple ကသူတို့ရဲ့ဒီ OS တွေအားလုံးကို naming system ကိုပြန်ပြီးတော့ပြောင်းလိုက်တယ်။ဆိုတော့သူတို့ရဲ့ OS တွေကလည်းများတာဖြစ်တဲ့အတွက်အကုန်လုံးတပြေးညီဖြစ်သွားအောင်လို့ရီးအလိုက်ပေါ့နော်။2026မှာစပြီးတော့သုံးမှာဖြစ်တဲ့အတွက် OS တွေအားလုံးရဲ့နောက်မှာ26ဆိုတာကိုထည့်လိုက်တယ်။ဆိုတော့ OS တွေအားလုံးရဲ့ number က19ကိုကျော်ပြီးတော့26ကိုရောက်သွားပါပြီ။ဆိုတော့ပို့ပြီးတော့မှတ်လွယ်သွားပါတော့။ Apple ကတော့အခု iOS 26ဟာ iOS 7 အပြီးမှာအကြီးမားဆုံး OS update လို့ပြောထားတယ်။ကျွန်တော်အမြင်ကတော့အဲ့လိုတော့မဟုတ်ဘူး။သူအဓိကအကြီးမားဆုံးပြောင်းလဲမှုကတော့ visual ဘိုင်းပေါ့နော်။ဆိုတော့ lock screen ဘိုင်းလေးနည်းနည်းလေးပြောင်းသွားတယ်။ပြီးတော့အထက်က app icon လေးတွေလည်းအနည်းငယ်ပြောင်းသွားတယ်။ဒီလောက်ပါပဲ။ app icon တွေကို liquid glass လို့ခေါ်တဲ့ visual UI ကိုအခြေခံပြီးတော့ဖန်တီးရတယ်လို့ပြောပါတယ်။ icon လေးတွေကဖန်သားပြင်နဲ့လုံထားသလိုပုံစံမျိုးလေးဖြစ်သွားတယ်။ပြောမယ်ဆိုလို့ရှိရင်လည်း transparent ဖြစ်သွားတယ်ပေါ့နော်။ဒါပေမဲ့အများစုထင်ကြီးပေးနေသလို icon တွေကလုံးလေးဖြစ်သွားတာတော့မဟုတ်ဘူးထူးထူးခြားခြားအနေနဲ့ကတော့ဒီ app icon တွေကို transparent mode ဖြစ်နေပြောင်းလို့ရမယ်ပြောမယ်ဆိုလို့ရှိရင်တော့ပူပေါင်းပုံစံလေးပေါ့ Apple ကတော့ဒါကို all clear look လို့ခေါ်ပါတယ် lock screen အစားဒီ liquid glass ပုံစံနဲ့ဖြစ်သွားတယ်ကြည့်ရတော့ပို့ပြီးတော့ dynamic ဖြစ်သွားတာပေါ့နောက်ပြီးတော့ဒီ clock ကလည်းကို wallpaper ထားတဲ့အထက်က subject ပေါ်မူတည်ပြီးတော့လိုက်ပြီးတော့ change ပေးမယ်ပြီးတော့ဒီ notification တွေပါတက်လာမယ်ဆိုလို့ရှိရင်လည်း notification ကို scroll လုပ်တဲ့အခါကြာလို့ရှိရင်ဒီ clock ကလိုက်ပြီးတော့ adapt လုပ်ပြီးတော့ပုံပြောင်းပေးရပေါ့ဒါလေးကတော့တော်တော်လေး neat ဖြစ်တယ်လို့ပြောရမှာပါ notification စာတွေရဲ့ background ကလည်းလုံးဝ transparent ဖြစ်သွားတယ်နောက်ပြီးတော့ကိုယ့်ရဲ့ wallpaper တွေကို 3D effect ထည့်ပြီးတော့ live wallpaper လို့ပုံစံမျိုးလေးပြောင်းလို့ရသွားမှာပါဆိုတော့ဒါကတော့ကျွန်တော်တို့ Android phone တွေဖြစ်တဲ့ Google Pixel မှာဒီ feature ရနေပြီသားပါအခုတော့ iPhone မှာပါဒီ feature ပါလာပါပြီနောက်တစ်ခုကတော့ဒီ Apple Music က Urban Artwork တွေကလုံးဝ full screen နဲ့ဖြစ်သွားတယ်ဆိုတော့ကိုကသချင်းနားထောင်လို့ရှိရင်ကိုယ့်ရဲ့ artist ရဲ့ artwork တွေကိုလုံးဝ full screen view နဲ့ကိုကြည့်ရတော့မှာပါနောက်တစ်ခုက camera ရဲ့ interface ပါဆိုတော့အရင်တော့ photo ကနေ video ပြောင်းချင်တယ်ဆိုလို့ရှိရင်သူက scroll လုပ်သွားရတယ်အခုကတော့အဲ့လိုမဟုတ်တော့ဘဲနဲ့ဆိုတော့ Google Pixel phone တွေမှာပါတဲ့ interface လိုမျိုးပဲ photo နဲ့ video ကိုနှစ်ဖက် side by side ထားပေးထားရပါတော့ video ရွေးမယ်ဆိုလို့ရှိရင်သူနဲ့ပတ်သက်တဲ့ feature တွေကိုသုံးလို့ရမယ် photo ကိုရွေးမယ်ဆိုလို့ရှိရင် swipe လုပ်သွားမယ်ဆိုရင်သူနဲ့ပတ်သက်တဲ့ feature တွေကို access လုပ်လို့ရမှာပါနောက်ပြီးတော့ video format တွေရွေးရတာလည်းအရန်ကိုမြန်ဆန်သွားပြီးတော့အရင်တော့လိုမျိုးတစ်ခုချင်းစီ tab လုပ်နေကြမလို့တော့ဘဲနဲ့ကိုကြိုက်တဲ့ mode ကို swipe လုပ်ပြီးတော့ပြောင်းလို့ရသွားပါတယ်ဆိုတော့ဒါကတော့ camera ရဲ့ interface အသစ်ပါ photo app ကိုလည်း UI ပိုင်းအနည်းငယ်ပြောင်းပေးထားတယ်လူတွေအရင်ပြောကြလို့ library နဲ့ collection ကိုပြန်ပြီးတော့ခွဲပေးထားပါတယ်ဆိုတော့ Urban တွေကိုရှာရတာ iOS 18ထက်အများကြီးပိုလွယ်သွားပါတယ်နောက်ပြီးတော့ကိုယ့်ရဲ့ဓာတ်ပုံတွေကို spatial sync လို့ခေါ်တဲ့ 3D effect အနေနဲ့လည်းပြန်ပြီးတော့ကြည့်လို့ရအောင်ပါ Safari browser မှာတိတိကျကျပြောင်းလဲသွားတာတော့ web page တွေကို full screen နဲ့ကြည့်လို့ရသွားတာပါတက်ဘာကိုလည်းဒီ content တွေကြည့်ရတဲ့အခါမှာမရှုပ်အောင်လို့ design ကိုပြန်ပြီးတော့ပြင်ဆင်ထားပါတယ်ဆိုတော့ဒီ web page တွေပေါ်မှာတက်ဘာလေးက floating ပုံစံမျိုးလေးနဲ့သွားနေမှာပါ phone app ရဲ့အတွင်းပိုင်းကိုလည်းပို့ပြီးတော့သုံးရလွယ်အောင် reachability ပိုကောင်းအောင်လို့ပြင်ဆင်ပေးထားတယ်နောက်ပြီးတော့ကျွန်တော် Android phone တွေမှာရနေပြီးသားဖြစ်တဲ့ spam call တွေကို auto answer လုပ်ပေးတယ် call screen name ဆိုတဲ့ feature လေးအသစ်ပါလာပါတယ် message add မှာဆိုလို့ရှိရင်လည်း chat တွေရဲ့ background မှာ wallpaper တွေပြောင်းလို့ရသွားပြီဓာတ်ပုံပဲဖြစ်ဖြစ်ကိုကြိုက်တဲ့ wallpaper တစ်ခုပဲဖြစ်ထားလို့ရသွားပြီပေါ့နော်နောက်ပြီးတော့ operator တွေကနေမလိုအပ်ဘဲနဲ့ပို့နေတဲ့ spam message တွေကိုလည်း folder ခွဲပြီးတော့ထားလို့ရသွားပါပြီ live translation လို့ခေါ်တဲ့ auto translate လုပ်ပေးတဲ့ feature ကိုအခုခါမှာဖုန်းရော video call ရော message တွေမှာပါသုံးလို့ရသွားပါပြီဆိုတော့ကိုကဖုန်းပြောနေနဲ့တစ်ဖက်လူနဲ့ပြောနေတဲ့အရာတွေကို screen ပေါ်မှာ auto translate လုပ်ပေးမယ် FaceTime ပြောနေရင်လည်းထုံနည်း၎င်းမယ် message မှာဆိုရင်လည်းကိုပို့တဲ့ message တွေကိုတော့ auto translate လုပ်ပေးတော့မှာပါနောက်ထပ်ထူးထူးခြားခြားပါလာတာတော့ game ဆိုတဲ့ app ပါဒီ game ဆိုတဲ့ app ထဲမှာဘာတွေလုပ်လို့ရမလဲဆိုတော့ Apple Arcade မှာဘယ် game တွေ trend နေတယ်ကိုနဲ့ဘယ် game တွေအဆင်ပြေမလဲဆိုတာလေးတို့သူ suggest လုပ်ပေးမယ်နောက်ပြီးတော့ကိုယ့်တငယ်ချင်းတွေကဘာ game တွေစောင့်နေလဲဆိုတာကြည့်လို့ရမယ်သူတို့နဲ့ challenge တွေလုပ်လို့ရမယ်သူတို့အတူတူစောင့်ဖို့ invite လုပ်လို့ရမယ်စသဖြင့်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ game center ကိုနည်းနည်းလေး reimagine လုပ်လိုက်တာပေါ့ visual intelligence ကိုလည်း Android phone တွေရဲ့ stack to search လို့မျိုးဖုန်းရဲ့ဘယ်နေရာမှာမဆို search လုပ်လို့ရအောင် upgrade လုပ်ပေးလိုက်တယ်ကိုယ့်ရဲ့ screen ပေါ်အကြောင်းအရာတစ်ခုဒါမှမဟုတ် product တစ်ခုကိုရှာကျင်နေဆိုရင်အရင်ဆုံး screenshot ရိုက်မယ်ပြီးတော့ရင်အောက်မှာပေါ်လာတဲ့ image search ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီးတော့ရှာလို့ရတော့ပါပြီဒါကတော့ iOS 26မှာပါလာသမျှ feature အသစ်တွေအားလုံးပါပဲ iPad OS မှာဘာတွေအသစ်ပါလာလဲဆိုတော့တစ်ချက်လောက်ကြည့်လိုက်အောင်Apple iPad OS ကတဖြည်းဖြည်းနဲ့ Mac OS နဲ့တော်တော်လေးကိုမှဆင်တူလာတယ်အခုဒီ iPad OS 26မှာဆိုလို့ရှိရင် multitasking ဘိုင်းမှာပို့ပြီးတော့သုံးရအဆင်ပြေသွားအောင် Mac OS တွေရဲ့ close minimize နဲ့ expand menu တွေပါထည့်ပေးလာပြီဆိုတော့ကိုက app 3-5ခုကိုတပြိုင်တည်း
floating အနေနဲ့သုံးလို့ရသလို side by side သုံးတဲ့အခါမှာလည်းအရန်အောင်မှလွယ်ကူသွားတယ် full screen ဖွင့်ထားတဲ့ app ကိုညာဘက်ဒေါင်နာလေးရနေပြီးတော့ဆွဲပြီးတော့ကြိုက်တယ်လို့မျိုး minimize လုပ်လို့ရသွားတယ်သူတို့ demo ပြသွားတဲ့ပုံအရဆိုလို့ရှိရင်သုံးတာတော်တော်လေးလည်း fluid ဖြစ်တယ်ဆိုတော့ iPad ကိုအဓိကသုံးတဲ့ creative သမားတွေ workflow ကအရင်ထက်ပိုပြီးတော့မြန်လာတော့မှာပါနောက်ပြီးတော့ပုံမိုက်သွားတာ macOS မှာလိုမျိုး menu bar ထည့်ပေးလိုက်တာပါဆိုတော့ app တစ်ခုရဲ့ feature တွေကိုလွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန် access လုပ်လို့ရသွားပါတယ် iPhone နဲ့ iPad ကိုသုံးပြီးတော့ content ဖတ်တီးတတ်တဲ့သူတွေအတွက် audio input မှာဘယ် device ကိုသုံးလဲဆိုတော့လည်းရွေးလို့ရလာပြီ device မှာပါတဲ့ဒီ audio recording app တွေမှာ ambient voice တွေကို short ချပေးတာတို့တော့ AirPod ကိုသုံးပြီးတော့ away ကနေပြီးတော့ remote လိုမျိုး video ရိုက်တာရပါလေလည်းလုပ်လို့ရလာပါပြီနောက်ထပ်ပြောပြမယ် iPadOS 26ရဲ့ feature အသစ်တွေက macOS 26မှာလည်းပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ macOS ကိုဆက်ပြီးသွားလိုက်အောင် Apple က macOS 26ကိုအရန်လာတဲ့ရေခိုင်းဖြစ်တဲ့ Lake Tahoe ကိုဆွဲပြုပြီးတော့နာမည်ပေးထားပါတယ်ဆိုတော့ macOS 26 Tahoe လို့ခေါ်ပါတယ် iOS 26အတိုင်းပဲ icon တွေ dock တွေ menu bar တွေအကုန်လုံးက liquid glass visual နဲ့ဖြစ်သွားပါတယ် macOS မှာ phone app လည်းပါလာပါပြီဆိုတော့အရင်တော့ဆိုလို့ရှိရင်ကိုယ့်ရဲ့ iPhone နဲ့ချိန်ထားတဲ့အခါမှာ iPhone ကိုဖုန်းတွေပိုင်းဝင်လာလို့ရှိရင်ဒီ Mac ကနေပြီးတော့လှမ်းပြီးတော့ကင်တာတို့ချတာတို့လုပ်လို့ရတယ်အခုတော့ကိုကဖုန်း call တွေပိုင်းခေါ်ချင်တယ်ဆိုလို့ရှိရင်ဖုန်းကိုကင်တယ်မလို့တော့ဘဲနဲ့ဒီ Mac ရဲ့ phone app ထဲကနေပြီးတခါတည်းဖုန်းခေါ်လို့ရတော့ပါပြီကျွန်တော် macOS မှာအရန်အသုံးများတဲ့ feature တစ်ခုဖြစ်တဲ့ Spotlight Search ကိုလည်း Apple upgrade တွေလုပ်ပေးထားတယ်ဒီ macOS Tahoe မှာဆိုရင် Spotlight Search ကနေပဲကိစ္စတော်တော်များများကိုလုပ်လို့ရတော့ပါပြီဆိုကြပါစို့ကိုက Safari ထဲမှာ browse လုပ်နေရင်လည်း email ပို့ချင်တယ်အရင်လိုမျိုး mail app ထဲကိုသွားနေတယ်မလို့တော့ဘူး Spotlight Search ကနေပဲ set ဘသူပို့ကျင်တဲ့အကြောင်းအရာကိုတခါတည်းရေးထည့်ပြီးတော့ mail တစ်စောင်ကိုလွယ်လွယ်ကူကူနဲ့ပို့လို့ရသွားပါပြီနောက်ပြီးတော့ကိုက photo editing app လို့ app တစ်ခုသုံးနေတယ်ဆိုရင်ကိုသုံးချင်တဲ့ feature ကို tab တွေ menu bar တွေကနေသွားရှာကြမလို့ပဲနဲ့ spotlight search ကနေပြီးတော့ search လုပ်ပြီးတော့နှိပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီ feature ကိုအသုံးပြုပြီးသားဖြစ်သွားမှာပါအဲ့ဒါအောင်မှပို့ပြီးမြန်ကျင်သေးရင်ခုနကလိုမျိုး email ပို့တဲ့ text တွေအတွက်ကိုက shortcut key တွေထားလို့ရသွားတယ်ဥပမာ send mail ဆိုရင် sm add reminder ဆိုရင် AR အစားရှိသဖြင့်ကိုယ့်ဘာသာကိုစိတ်ကြိုက် shortcut key တွေထားလို့ရတယ်ဆိုတော့ကိစ္စအသေးလေးတွေကိုလုပ်ဖို့အတွက် app တစ်ခုချင်းစီကိုဝင်လိုက်ထွက်လိုက်ကူးကြည့်တန်းကြည့်လုပ်နေကြမလို့တော့ဘဲနဲ့ Spotlight Search ကနေပဲကိစ္စပြီးပါတယ် OS နဲ့ iPadOS မှာအခုဆိုရင် folder လေးတွေကိုကိုကြိုက်တဲ့အယောင်လေးတွေနဲ့ထားလို့ရတဲ့အပြင် folder ပေါ်မှာကိုကြိုက်တဲ့ emoji လေးတွေလည်းထားလို့ရသွားတယ်ဒါအပြင် folder တွေကို dock ပေါ်မှာလည်းလွယ်လွယ်ကူကူ access လုပ်လို့ရအောင်ထားလို့ရသွားပါပြီအခုကျွန်တော်ပြောပြသွားတာတော့ iOS 26, iPadOS 26နဲ့ macOS 26မှာပါလာတဲ့ feature အသစ်တွေပဲဖြစ်ပါတယ် iOS 26ဆိုတော့အခုချိန်မှာတော့ developer beta စပြီးတော့သုံးလို့ရနေပြီ public beta တော့နောက်လာတယ်မှာလာမှာပါ full version ကတော့ iPhone 17နဲ့အတူ6လပိုင်းမှာလာပါလိမ့်မယ် iOS 26ကို iPhone SE second gen နဲ့အထက်မှာသွင်းလို့ရမယ် iPadOS 26ကိုတော့ iPad mini 5th gen နဲ့အထက်မှာသွင်းလို့ရမယ် macOS 26ကိုတော့2019 Mac တွေနဲ့အထက်မှာသုံးလို့ရမှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ချူလို့ပါအားမယ် See ya